皆さんこんにちは。私はパインコです。ခုエပီဆိုဒ်1မှာတော့အာယူဝဲဦးရဲ့ဆွဲချစ်တွေကိုပြပြပြီးတော့ရွေးဖြစ်ပါတယ်အခုエပီဆိုဒ်2မှာတော့ကာကီကုကဲကိုဆိုတဲ့ခေတန်းလေးရဲ့ဆွဲချစ်တွေကိုပြပြပြီးတော့ပါမယ်ပထမဆုံးအနေနဲ့ဒါလေးကတော့ခါလေးပါပရိုမာဂျီနဲ့ဆိုရင်တော့ KA ခါပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ခီပဲဖြစ်ပါတယ်ပရိုမာဂျီနဲ့ဆိုရင်တော့ KI ခီပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ KU ခုပဲဖြစ်ပါတယ်ပရိုမာဂျီနဲ့ဆိုရင်တော့ KU ခုပေါ့နော်နောက်တစ်လုံးကတော့ K လေးပဲဖြစ်ပါတယ်ပရိုမာဂျီနဲ့ဆိုရင်တော့ KE K ပါနောက်တစ်လုံးကတော့နောက်ဆုံးလုံးလေးဖြစ်တဲ့ခိုပဲဖြစ်ပါတယ် KO ခိုပဲဖြစ်ပါတယ်ကဲဒါဆိုရင်ခါလေးကိုရေးပြပေးတော့ပါမယ်မောင်းနဲ့ရေးရဖြစ်တဲ့ကြောင့်မို့လေးလေးကတော့နည်းနည်းတော့စုပ်ပေးပါတယ်ဒီခံပြီးတော့ကြည့်ပေးပါခါလေးကိုရေးပြတော့မှဖြစ်ပါတယ်ခါလေးကတော့ဖြောင်းဖြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်ဖြောင်းဖြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်ပြီးရင်အပေါ်ကနေပြီးတော့ချောင်းဆွဲမယ်နှစ်ချက်ညီမြောက်ဆွဲမယ်အောက်ကိုဝိုက်ချမယ်အပေါ်ကနေပြီးတော့ချက်ပြီးတော့ဆွဲချမယ်နှစ်ချက်မင်းဆက်လေးထည့်မယ်သုံးချက်ညီမြောက်ဆွဲမယ်အောက်ကိုဝိုက်ချမယ်အပေါ်ကနေပြီးတော့ဖြတ်ချမယ်မင်းဆက်လေးထည့်မယ်သုံးချက်ဖြောင်းလေးဆွဲမယ်အောက်ကိုဝိုက်ချမယ်အပေါ်ကနေပြီးတော့အောက်ကိုဖြတ်ချမယ်နှစ်ချက်မင်းဆက်လေးထည့်မယ်သုံးချက်ဖြောင်းလေးဆွဲမယ်အောက်ဆွဲချမယ်အပေါ်ကနေပြီးတော့ဖြတ်ချမယ်မင်းဆက်လေးထည့်မယ်သုံးချက်ညီမြောက်လေးဆွဲမယ်အောက်ကိုဝိုက်ချမယ်ဖြတ်ချမယ်မင်းဆက်လေးထည့်မယ်ခါလေးရဲ့ဆွဲချက်ကတော့၃ချက်ပဲဖြစ်ပါတယ်မင်းဆက်လေးထည့်ရမယ်နောက်တစ်လုံးကတော့ခီလေးပဲဖြစ်ပါတယ်တစ်ချက်နှစ်ချက်နည်းနည်းစောင်းလေးပေါ့နော်တစ်ချက်နှစ်ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်အချုံလေးထည့်မယ်၃ချက်နည်းနည်းစောင်းလေးနဲ့မြေမြောက်နေချောင်းဆွဲမယ်တစ်ချက်နောက်ချောင်းဆွဲမယ်နှစ်ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်အချုံလေးထည့်မယ်၃ချက်မြေမြောက်စောင်းလေးဆွဲမယ်တစ်ချက်နောက်ချောင်းဆွဲမယ်နှစ်ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်အချုံလေးထည့်မယ်၃ချက်မင်းစလေးထည့်မယ်၄ချက်တစ်ချက်နောက်ချောင်းဆွဲမယ်နှစ်ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်အချုံလေးထည့်မယ်မင်းစလေးထည့်မယ်၃ချက်၄ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်ချုံလေးထည့်မယ်မင်းစလေးထည့်မယ်၄ချက်တစ်ချက်နှစ်ချက်အပေါ်ကနေအောက်ကိုဆွဲချမယ်ချုံလေးထည့်မယ်မင်းစလေးထည့်မယ်၄ချက်မြေမြောက်ချောင်းဆွဲမယ်အောက်ချောင်းဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲချမယ်မင်းစလေးထည့်မယ်၄ချက်ခီလီရဲ့ဆွဲချက်ကတော့၄ချက်ပဲဖြစ်ပါတယ်နောက်တစ်လုံးကတော့ခုလေးပဲဖြစ်ပါတယ်ခုလေးကတော့လွယ်ပါတယ်အပေါ်ကနေအောက်ကိုဆွဲချမယ်အလဲကနေပြီးတော့ချွန်းသွားမယ်တင်ချမှာပါတယ်ဗာလဲlasting greater than ပုံစံမျိုးကအပေါ်ကနေအောက်ဆွဲချမယ်ခြုံလေးထည့်မယ်ကိုနေအောက်ဆွဲချမယ်အောက်ကိုဆွဲချမယ်ဒါပါပဲနောက်တစ်လုံးကတော့ခဲလေးပါအဲ့တော့အပေါ်နဲ့အောက်ဆွဲချမယ်ခြုံထည့်မယ်ပြီးရင်မြေမြောက်တစ်ကြောင်ဆွဲမယ်အတူလေးပေါ့နော်အပေါ်ကနေအောက်ဆွဲချမယ်အခြုံလေးထည့်မယ်မြေမြောက်တစ်ကြောင်ဆွဲမယ်အပေါ်ကနေပြီးတော့ဖြတ်ချမယ်၃ချက်ပဲဖြစ်ပါတယ်မြေမြောက်တစ်ကြောင်ဆွဲမယ်အပေါ်ကနေအောက်ကိုဖြတ်ချမယ်၃ချက်ပါခဲလေးရဲ့ဆွဲချက်ကတော့၃ချက်ပဲဖြစ်ပါတယ်အပေါ်ကနေ
အောက်ကိုဆွဲချမယ်ခြုံလေးထည့်မယ်မြေပုံတစ်ကြောင်းဆွဲမယ်အပေါ်ကနေအောက်ကိုဖြတ်ချမယ်3ချက်ခြုံလေးထည့်မယ်မြေပုံတစ်ကြောင်းဆွဲမယ်အပေါ်ကနေအောက်ကိုဖြတ်ချမယ်3ချက်ခြုံလေးထည့်မယ်မြေပုံတစ်ကြောင်းဆွဲမယ်အပေါ်ကနေအောက်ကိုဖြတ်ချမယ်3ချက်ပေါ်ကနေခြုံလေးထည့်မယ်မြေပုံတစ်ကြောင်းဆွဲမယ်အပေါ်ကနေအောက်ကိုဖြတ်ချမယ်4ချက်ခဲလေးရဲ့ဆွဲချက်ကတော့3ချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ခိုးပဲဖြစ်ပါတယ်ခိုးလေးကတော့လက်သေးကွင်းပုံစံလေးကိုအပေါ်အောက်လုပ်ထားတဲ့ပုံစံမျိုးလေးပါရန်ကုန်လွယ်ပါတယ်အပေါ်ကနေဝိုင်းမယ်နောက်ကနေပြီးတော့လည်းအလားတူပုံစံတူလေယာတူလေးပေါ့နော်ဝိုင်းပြလိုက်မယ်ပေါ်ကနေဝိုင်းမယ်နည်းကောက်ကောက်လေးထည့်ပေးလိုက်မယ်အောက်ကနေဝိုင်းမယ်ပေါ်ကနေဝိုင်းမယ်အောက်ကနေပြီးတော့ဝိုင်းမယ်ပေါ်ကနေဝိုင်းမယ်အောက်ကနေပြီးတော့ဝိုင်းမယ်အခုဆိုရင်ဟီရာကနာ10လုံးရှိသွားပါပြီအခုဒီ10လုံးကိုအလို့ရအောင်ရေးကြည့်ပါဗီဒီယိုထဲကအတိုင်းဆွဲချက်တွေကိုမှန်အောင်ဆွဲကြည့်ထားပါအခုမှ KU ဆိုလို့ရှိရင်ခုပေါ့နော်ခုဆိုလို့ရှိရင်ဘယ်လိုမျိုးစလုံးလဲအခုမှ I ဆိုလို့ရှိရင် E ပေါ့ E ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလဲအဲ့မျိုးပေါ့နော်တကယ်လို့ E ကိုမြင်လိုက်လို့ရှိရင်လည်း I ဆိုတာတန်းသိရမယ် KU ခုကိုမြင်လိုက်လို့ရှိရင်လည်းခုရဲ့ပုံစံပေါ့နော်ဒီလိုဗာလဲ less than greater than ပုံစံအဲ့ဒါလေးကိုမျက်စိထဲကနေပြီးတော့မြင်အောင်နေရပါမယ်အဲ့လိုမျိုးမှရတယ်လို့ခေါ်ပါတယ်ခဆိုလို့ရှိရင်လည်းဥပမာ K ခပေါ့နော်လူမကြီးနဲ့လည်းတွဲပြီးတော့မြင်နေရပါမယ်ပြီးတော့ခိုဆိုလို့ရှိရင်လည်းဘယ်လိုပုံစံမျိုးလဲအပေါ်ကနေအောက်ဝိုက်တယ်ဒါဆိုရင်ခိုပေါ့နော်အဲ့လိုလည်းရနေရပါမယ်ရေးလည်းရေးရပါမယ်ရေးလည်းရေးတတ်ရပါမယ်ဆွဲချက်တွေကိုလည်းနားလည်ထားပါမယ်ဒါမှရှေ့ဆက်လို့အဆင်ပြေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ10လုံးကိုအလို့ရအောင်လေ့ကျင့်စေချင်ပါတယ်ဒါမှရှေ့ဆက်ရတာလွယ်ကူမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မီနင်းလေးပေးချင်ပါတယ်ပထမ9လုံးမှာတော့ RE ဆိုရဲချစ်ချင်းမြတ်တာဆိုရဲမီနင်းလေးတစ်လုံးကိုပေးထားပါတယ်အခု10လုံးပေါင်းပြီးတော့အာခိဆိုရဲမီနင်းလေးကိုပေးချင်ပါတယ်အာခိကတော့ဆောင်းဦးပဲဖြစ်ပါတယ်ဒါဆိုရင်မီနင်းလေးကလည်းနှလုံးရတော့ပါပြီအာဤအချင်းနဲ့အာခိဆိုရဲဆောင်းဦးနှလုံးရတော့ပါပြီဒါလေးကိုလည်းစက်ထားစေချင်ပါတယ်ဒါမှနောက်ကိုတို့ဘာတွေစက်တဲ့အခါလွယ်မှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကမြင်လို့နားမလည်လို့ရှိရင်ပြန်ပြီးတော့ကြည့်ပါလိုက်ပြီးတော့ရေးကြည့်ပါအလို့ရတဲ့အထိရေးကြည့်ပေးပါနားမလည်တာရေးချင်တာရှိလို့ရှိရင် comment မှာမှန်ခဲ့ပေးလို့ရပါတယ်ပြန်ပြီးတော့ဖြည့်ပေးပါမယ်ကြာမှာတာအားလို့တင်းနေဘိုင်းဘိုင်းဒီလေးကိုလည်းပြန်ပြီးတော့ရေးပြချင်ပါတယ်ဒီနေ့စောင်းနေမိမကြောင်းဆင်းမယ်တစ်ချက်နောက်ထပ်နှစ်ကြောင်းဆင်းမယ်နှစ်ချက်နောက်ထပ်မိမနဲ့ကြောင်းဆင်းမယ်အောက်ကနေကြောင်းဆင်းမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်အချုံလေးထည့်မယ်3ချက်ညွန်ကြောင်းဆင်းမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မင်းစလေးထည့်မယ်4ချက်ခီလီရဲ့ဆွဲချက်ကတော့4ချက်ပဲဖြစ်ပါတယ်မိမကြောင်းဆင်းမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မင်းစလေးထည့်မယ်4ချက်မိမကြောင်းဆင်းမယ်အောက်ကနေမိမကြောင်းဆင်းမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မင်းစလေးထည့်မယ်4ချက်အားလေးကိုပြန်ရင်ပြပါမယ်မိမကြောင်းဆွဲပြီးအောက်ကိုဝိုက်ချမယ်တစ်ချက်မိမကြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်နည်းနည်းကောက်ပေးမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မိမကြောင်းဆွဲမယ်အပေါ်နဲ့အောက်ကိုဝိုက်ချမယ်အောက်ကိုပြတ်ချမယ်မင်းစလေးထည့်ပါမယ်မိမကြောင်းဆွဲမယ်အောက်ကိုဝိုက်မယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မင်းစလေးထည့်မယ်မိမကြောင်းဆွဲမယ်အောက်ကိုဝိုက်ချမယ်အပေါ်နဲ့အောက်ကိုပြတ်ချမယ်မင်းစလေးထည့်မယ်ခါလေးရဲ့ဆွဲချက်ကတော့4ချက်ပဲဖြစ်ပါတယ်